တယ်လီမီလာပါရှင်သမီးလေးကဘယ်လိုပုံစံလေးလုပ်ချင်တာလဲ ညပေါ်ရီဘောင်းလုပ်ပြီးတော့အောက်ကိုစီပန်လေးလုပ်ချင် ဒီပေါင်းလောက်ထားဘယ်လောက်ကြာလဲတဲ့ 6လ9လလောက်ပဲ 6လ9လအေးအရှိမြန်တယ်နော်သမီးကတော့စစ်ဆရာမလိုပါဘူးသမီးကကောင်းတယ်ဆိုတော့တဲ့လှုပ်ချင်တဲ့စီပန်လေးလှုပ်လို့ရတယ်တခုရှိတာကညှက်အောင်မှလားအတူအရှိအတိုင်းတာကိုဆမောက်ပြောကြည့်တော့ အကံမညက်ချင် အရင်မညက်ချင်ဘူးရမ်းမတိုးချင်ဘူးပေါ့ရမ်းမတိုးချင်ဆိုဒေါ်လာလောက်လေးတော့နည်းနည်းတော့ညှက်ရမယ်ဟာအဖျားချုံးနေတဲ့ဟာလေးတွေလေနော်ဘယ်ကနေလာရလဲ ဒီစမ်းကြအောင် ဟုတ်လားနေနေလေအဲ့ဆိုအလှတောင်းလုပ်ပေးမယ်ဘာတွေတောင်းဆိုချင်သေးလဲ လာဝိုင်းရ လာပါရပြီလားကာလာအောင်မဆိုတော့လားကာလာမကြိုက်တာလား ဟုတ်ရက်စီမှာဆို โอเคအဲ့ဆိုရင်အပေါ်ရီဘောင်းတက်တက်ရရလေးနဲ့အောက်စီပန်းလှလှလေးပေါ့နော်အခုပဲစားရအောင်နော်တဲ့လေ ဟုတ်ကဲ့ ရှင်မမရဲ့နဲ့သမီးလေးလိုရန်လာတယ်ရှင်ခွင်မှာပြုံးလေးချန်ခဲ့တယ်အဝေးဟင်းမဝဲတဲ့ငါကျင်နာနဲ့စကားလေးဆက်ဖုန်းလေးတဲ့လွမ်းလို့ပြေးတယ်မကြိုက်တဲ့ရာတွေမောင်လေးတကယ်ထားခဲ့မယ်တွေ့ထူတဲ့လူတွေချာမမောင်ပေါ်ချင်းမပြတ်နေရက်စက်ခင်မှာဘိုးတွေ့ကြောက်တဲ့သူ